ညာရှိလို့သူတော်ကောင်းတွေပေါ်ထွန်းဖို့ရဓမ္မစကူကြောင့်ကိုပို့ဖို့လိုမှာဘာသာသနာသွန်လင်းဖို့ရရင်တွေလိမ့်မှာတိုးပွားဖို့ရဓမ္မစကူကြောင့်ကိုတွားကြပါကိုစီကိုငါထွတ်တောင်းပါဓမ္မစကူကြောင့်တွေပွင့်ဖို့လိုမှာကိုနေနေတို့ကြည့်ပါခရီးနေနေပိုရောက်မှာပိုကိုနေနေတက်ကြည့်ပါမြင်ဝင်ကျဲကျဲမြင်ရမှာပါမိဘတိုင်းရဲ့တောင်းပါတာသမီးရတနာရင်ကြီးလိမ့်မှာကြဖို့ပါဓမ္မစကူကြောင့်ပို့ကြပါစို့ဗျာ